ဘုဆိုတော့ဆရာမလေးရောက်လာပါပြီဒါပေမဲ့ကျွန်တော်နို့မှာသူ့ဝလာဒိန်ဂျင်ဖြစ်နေဒိန်ဂျင်လည်းတစ်မျိုးကောင်းပါတယ်ချင်းချင်းလေးကြိုက်တဲ့သူတွေဆိုတော့အဆင်ပြေပြီပေါ့နော်ကျွန်တော်ကရွှေနွားလေးဒိန်ဂျင်လေးတော့တောင်းလိုက်တယ်မဆိုးကောင်းတယ်အဲ့တော့ဟောပေါ်နှစ်ထုံတဲ့ထဲမှာပါလာတဲ့အမှုတ်ဒီကျွန်တော်အကုန်ထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်ကြက်သားမှုန့်နည်းနည်းစားနည်းနည်းချုံနေထည့်ထားတယ်ပေါ့နော်အဲ့ဒါလေးဗီဒီယိုထဲမှာတော့ပါမသွားဘူးအဲ့မှကျွန်တော်ပြပြတာပါနောက်ဆုံးမှာတော့အရန်ကိုမှုေးကြလန်းဆန်းနေတဲ့ဟောပေါ်လေးကိုကျွန်တော်ရပြီပေါ့နော်စပီဘူးနဲ့မန္တလေးကော်ဖီလေးကတော့နည်းနည်းလေးတော့တောက်မှာပေါ့နော်ဒါလေးကတော့ကျွန်တော်ပစ္စည်းတွေမှာပါတဲ့ဥစ္စာလေးသေချာရိုက်ပြပေးထားတာပါကြက်မဲကိုကျွန်တော်တို့ကကြက်ဥလေးနဲ့တို့ပြီးတော့စားမှာဖြစ်ပါတယ်ကဲဟောပေါ်လေးတော့ရပါပြီခေါ်စဲဖြောင်းနဲ့ဒါနောက်ဆုံးမထည့်ပါနဲ့အခုကတော့ခေါင်းမဖော်နိုင်အောင်ကောင်းတယ်လို့ပြောပြီးတော့သူစားနေပါတယ်မျက်နှာလေးကတော့သူကျွန်တော်စကင်ခဲတာပဲเนาะစကင်ခဲပေးထားတာပါခင်ဗျာကဲအားလုံးပဲကျေးဇူးတင်ပါတယ်